ဒီအဖွားအိုကတော့လူသူအရောက်အပေါက်နေတဲ့တောင်နှက်ကြီးတွေကဟောင်းနှွမ်းပျက်စီးနေတဲ့တဲဆုပ်လေးတစ်လုံးထဲမှာဆယ်စုနှစ်ပေါင်းများစွာတကိုယ်တည်းနေထိုင်နေရဖြစ်ပါတယ်။သူမဟာအဆက်ဆက်ဖို့အတွက်အရေးပြောနေတဲ့နှင်းခဲတွေနဲ့ရေခဲတွေကိုထောက်သုံးသည့်လူတွေစွန့်ပစ်ထားတဲ့အစားအစာအကျွမ်းကျန်တွေကိုပဲလိုက်လံရှာဖွေစားထောက်ရှာတာပါ။ဗီဒီယိုရိုက်ကူးရဲ့အဖွဲ့ကအဖွားအတွက်လက်ဆက်တဲ့အစားအစာတွေဝယ်ပေးခြင်းပေမဲ့လည်းအဖွားကသူတို့ရဲ့အကူအညီကိုပြက်ပြက်တသားညှင်းဆန်ခဲ့ပြီးသူမရဲ့မှုတ်တက်နေတဲ့ထမင်းဟောင်းတွေကိုပဲဆက်လက်စားသုံးခဲ့ပါတယ်။ဆောင်းတွင်းညတွေမှာအပူချိန်ဟာအနှုတ်6ဒီဂရီအထိထိုးဆင်းထားတတ်တာကြောင့်အဖွားခမချမ်းလွန်းလို့အိတ်လို့တောင်မပြောရှာပါဘူး။မှောင်မိုက်နေတဲ့အမှောင်ထုထဲမှာမိုးလင်းတဲ့အထိတစ်ကိုယ်လုံးတုံတုံရင်းနဲ့ပဲအလိုအလဲခံစားနေရတာပါ။မနက်မိုးလင်းလို့နေထွက်လာတဲ့အခါမှာတော့အဖွားဟာမြို့ပေါ်ကိုလမ်းလျှောက်ဆင်းလာပြီးဖြတ်တန်းသွားလာနေတဲ့ကားမောင်းသမားတွေကိုတိုးတိုးလေးတောင်းခံလေးရှိပါတယ်။စိတ်သဘောထားကောင်းတဲ့လူအချို့ကအဖွားကိုတနာလို့ငွေကြီးနဲ့ပစ္စည်းတချို့ပေးကမ်းကြပြီးမှအဖွားဟာအဲ့ဒီငွေတွေနဲ့မိမိအထွတ်အစားအစာတလုပ်တဆွဲမြမဝယ်ယူခဲ့ပါဘူး။အန်အောစရာကောင်းတာကအဖွားဟာရသမျှအလူငွေအားလုံးကိုပရဟိတအလူကုန်းနဲ့ကိုပဲအကုန်ထည့်ကြည့်ထည့်ပြီးမိမိအထွတ်ကတော့စွန့်ပစ်အမိုက်ပုံးတွေကအစားအစာတွေကိုပဲဆက်လက်ရှာဖွေစားတောက်နေခဲ့တာဖြစ်ပါတယ်။ဆိုင်မန်နေဂျာရဲ့ပြောပြချက်အရအဖွားဟာအမြဲတမ်းလာအလှူလေးရှိပေမဲ့သူမဘာကြောင့်ဒီလိုလုပ်နေရလဲဆိုတဲ့အကြောင်းရင်းကိုတော့ဘယ်သူမှနားမလည်နိုင်ကြပါဘူး။ဒီတခန်တည်းရဲ့ပြောပြချက်အရအဖွားဟာလွန်ခဲ့တဲ့နှစ်ပေါင်း40ကတည်းကဒီနေရာမှာရုတ်တရက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့နာမည်ကဘယ်သူဘယ်ကလာတယ်ဆိုတဲ့ဘဝဇာတ်ကြောင်းကိုတော့ဘယ်သူမှမသိကြပါဘူး။ရိုက်ကူးရဲ့အဖွဲ့ကဌာနဆိုင်ရာတွေကိုတွားရောက်စုံစမ်းခဲ့ပေမဲ့အဖွားရဲ့မွေးစာရဲ့မှတ်တမ်းကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။တာဝန်ရှိသူတွေကတော့အဖွားဟာပြည်ပနိုင်ငံတစ်ခုခုမှာမွေးဖွားခဲ့တာဖြစ်နိုင်တယ်လို့ပဲခန့်မှန်းထားကြပါတယ်။အဖွဲ့သားတွေဟာအဖွားကိုနီလန်းပေါင်းစုံနဲ့ကူညီဖို့ထက်ခါတလဲလဲကြိုးစားခဲ့ကြပြီးမြဲအဖွားကတော့သူတို့ရဲ့ကူညီဆောင်ရှောက်မှုတွေကိုအငြင်းတဲ့ညင်းပယ်ခဲ့တယ်လို့မိမိရဲ့အတိတ်အကြောင်းကိုလည်းတခုမှနှုတ်မဟခဲ့ပါဘူး။ဒါကြောင့်မလို့ရိုက်ကူးရဲ့အဖွဲ့သားတွေဟာစားစစ်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။သူတို့ဟာအဖွားရှိတာတောင်ပေါ်စီကိုအထုပ်အပိုးတွေနဲ့လိုက်ပြောင်းနေထိုင်ခဲ့ပြီးနေ့စဉ်နေ့တိုင်းအဖွားနဲ့အတူတူစားတော့အတူတူဖြတ်တန်းပေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အဖွားဟာအဖွဲ့သားတွေရဲ့လနဲ့ချီတဲ့စစ်မှန်တဲ့စေတနာတွေအပေါ်ရင်ထဲကနေနဲ့အထိအသေးရပြီးစိတ်လှုပ်ရှားသွားခဲ့ရပါတယ်။သူမဟာကင်မရာကိုကြည့်ပြီးဘဝမှာပထမအကြိမ်မှာနွမ်းထွေးလှပစွာပြုံးပြပါတယ်။အားလုံးရဲ့ဝိုင်းဝန်းကူညီပေးမှုကြောင့်အခုဆိုရင်အဖွားဟာအေးဆက်လာတဲ့တောင်နယ်ကြီးတွေကထက်လာခဲ့ပြီးအစိုးရရဲ့တက်ကြီးရွယ်ကိုစောင့်ရှောက်ရေးကေဟာတစီကိုအောင်မြင်စွာပြောင်းရွှေ့နေထိုင်နိုင်ခဲ့ပါပြီ။ကေဟာတလေးထဲမှာအဖော်တွေနဲ့အတူအဖွားရဲ့မျက်နှာလေးဟာလည်းဘဝမှာတစ်ခါမှမမြင်ဘူးလောက်အောင်တိတိတသားကိုဝင်းပါလန်းစားလှည့်သွားခဲ့ပါတော့တယ်ရှင်။